ဒါကတော့တလားပြည့်ရမှာပေါ့နော်ကျွန်တော်ထေးတလားလောက်ကဆေးမဖြန်းခင်ကတစ်ပင်တွေကဟိုးပင်လိုမျိုးဝါးထိန်ရနော်ခုတလားလောက်ဆေးပုံမှန်ဖြန်းလိုက်တော့သူကဘာဖြစ်လာလဲဆိုတော့အပင်ရွာအားလေးကောင်းလာတယ်ရေတက်အားလေးကောင်းလာတယ်သို့တော့ညာလဲနောက်ထပ်ကြံသေးတာပေါ့နော်ဒီလိုဝါနေအပင်လေးဒီကောင်လေးဆိုလဲအပင်ကြီးရယ်သို့တော့လဲရွက်ကလေးဝါနေရပေါ့နော်ကိုကတော့မကြောက်အိုးပင်လေးတစ်ပင်ဝါနေကျန်တဲ့ပင်တွေကတော့အကုန်ပြန်လှသွားရင်လုံးတော့မပြင်ဖြစ်တော့โอเคဒါတော့ကျွန်တော်တထေးအိမ်ပေါ့နော်ဒီဘက်ကကျွန်တော်တထေးခွေးကြံတရက်ကြရင်ကျွန်တော်အားလို့ရှင်ပြအောင်မခွေးကြံအောင်โอเคအားလုံးပဲဒီလောက်ပါပဲเนาะကျွန်တော်ဆေးထပ်ပြန်လာအောင်နောက်ထပ်တနားရီခွဲတော့